ခေဒါလေးကပိုင်ရှင်မဲ့နေသေးတယ်အလှလေးတစ်လုံးကေဆန်ဖလက်လို့ပါလို့လေထားတော့ကြာခေဒီပုံစံလေးပိုင်ရှင်မဲ့နေသေးတယ်စီလေးတိတ်မမြောက်2000ကျော်နဲ့ရမယ်โอเคလမ်းစီရတယ်ဒါပေမဲ့ပင်ကနာနေနဲ့လည်းတီးလို့ရတယ်အမှန်ကန်လည်းတီးလို့ရတယ်ပေါ့ဒီထားလေးရုပ်အားလေးကပိုလှတယ်ပေါ့အတန်လေးလည်းမဆိုးအောင်သူစည်းနှုံးနေဆိုရင်โอเคပိုင်ရှင်မဲ့ဒီစီစကြောင်း